ထင်သားလို့အစိုးရတော့မဟုတ်ပါဘူး။နွေရာသီမှာတော့ Honda Fit တွေ Insight တွေလည်းကောင်းကောင်းသွားလို့ရပါတယ်။ Cyrus TV ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်။ကောင်းကြီးကျွန်းတီကို Honda Fit တစ်စီး Insight တစ်စီးနဲ့တောင်းပါရဖြစ်ပါတယ်။ဟိုဘက်မှာမုတ်တွေပါရှာတော့ကျွန်တော်လမ်းမှာတွေ့တဲ့ GNG မှာပထမဦးဆုံးမုတ်တွေဝင်ဝယ်ပါတယ်။မနက်9 နာရီကျော်လောက်မှာကျွန်တော်တို့ရန်ကုန်ထဲကစပြီးတော့ထွက်ပါတယ်။ကျွန်တော်တို့မနက်စာကိုညောင်တော့က class မှာကျွန်တော်တို့မနက်စာဝင်စားကြပါတယ်။7 နာရီဝန်းကျင်မှာကျွန်တော်တို့ပသိမ်ကိုရောက်ပါတယ်။ပသိမ်ကိုရောက်တော့ကျွန်တော်တို့ပသိမ်မှာဝယ်ကြရှိရဆက်ပြီးတော့ကျွန်တော်တို့ဝယ်ပါတယ်။ဝင်ဆောင်လမ်းခွဲကနေပြီးတော့မြေကောင်းတောင်သွားတဲ့လမ်းကတော့ကျွန်တော်သွားလို့အဆင်ပြေပါတယ်။တချို့နေရာတွေမှာတော့ကတ်တရာလမ်းတချို့နေရာတွေမှာတော့ကွန်ကရစ်လမ်းမှာလမ်းအဆိုးကြီးတော့ကျွန်တော်မရှိပါဘူး။မြေကောင်းတောင်ရောက်တော့ကျွန်တော်တို့တပြေးဆိုတဲ့ဆိုင်မှာနားကြပါတယ်။ကားတွေပါရေဖြန်းတာတွေပါလည်းလောက်ကြပါတယ်။မြေကောင်းတောင်ကြော်ပြီးတော့18မိုင်ကကျွန်တော်တို့ကြောက်ခင်းလမ်းကိုမောင်းရမှာပါ။ဒီလမ်းကတော့ကျွန်တော်တို့မနစ်ကလာတော့ညာဘချမ်းလမ်းကနေသွားတာဖြစ်ပါတယ်။ညာဘချမ်းလမ်းကတော့တော်တော်ဆိုးပါတယ်။မနစ်ကကျွန်တော်လာတော့ဒီလမ်းခင်းနေလို့မရှိပါတယ်။အခုတော့ဒီလမ်းခင်းပြီးတော့ပါပြီ။တော်တော်လေးကိုအဆင်ပြေပါတယ်။မြေကောင်းမျိုးဘက်ကိုသွားတယ်ကြောက်ခင်းလန်းတွေပဲဖြစ်ပါတယ်ထင်သားလို့အစိုးရတော့မဟုတ်ပါဘူးနွေရာသီမှာတော့ Honda Fit တွေ Insight တွေလည်းကောင်းကောင်းသွားလို့ရပါတယ်မိုးရာသီဆိုရင်တော့အခက်အခဲလေးတွေတော့ဖြစ်နိုင်ပါတယ်ခင်ဗျမြေကောင်းမျိုးနဲ့နတ်တပူကျေးရွာကိုဆက်ထားတဲ့ချောင်းဝထားပဲဖြစ်ပါတယ်ဒီဓာတ်ပေါ်ကရှုခင်းတွေကလည်းတော်တော်လေးကိုလှပါတယ်မိုက်ပါတယ်ကောင်းကြီးကျွန်းရှိရာနတ်တပူကျေးရွာကိုကျွန်တော်တို့ရောက်ပြီပဲဖြစ်ပါတယ်